္ဂလာပါဝင်းဒါဂျမနီစကပါဒီနေ့ enforcement master ready နံပါတ်လေးရောက်ပြီနော်ချူပွန်းနံပါတ်လေးထုံးစံအတိုင်းအမတို့မေးခွန်းလေးရင်ဖတ်မယ်私の母はどうやって部屋に入りましたかကျွန်တော်ရဲ့အမေကတဲ့ဘယ်လိုလုပ်ပြီးအခန်းထဲဝင်နေခဲ့တာလဲတဲ့ဟုတ်ပြီဒီနေ့သုံးလေးကိုမှအကျမ်းပြင်းလေးဖတ်ကြည့်မယ်ပေါ့နော်အိုယာဆန်နီခါကီကိုမိုရာတာခါကီကဟီရိုက်တေအီတာ私が鍵を渡していた。大家さんが鍵を開けた。ဟုတ်ပြီဒီလေးချောင်းမှာအမတို့ခါကြီးပါတယ်။တော့အဲ့ကျတော့ key point တော့ပေါ့နော်။ဘယ်လိုလုပ်ပြီးဝင်ခဲ့ရလဲမှာအမတို့တော့ပါတဲ့နေရာကိုသတိထားပြီးတော့ဖတ်ရမယ်ပေါ့နော်။နောက်ကျအိုရဆန်နော်အိုရဆန်ကိုလည်းသတိထားပြီးဖတ်မယ်ပေါ့နော်။အဲ့ဆိုဖတ်ကြည့်အောင်။最初の金曜日、うちに帰ったら、台湾の母が私のアパートの部屋にいた。အရင်ပတ်တောက်ကြနေကတဲ့အိမ်ပြန်လိုက်တဲ့အခါပေါ့နော်အိမ်ပြန်ရောက်တဲ့အခါမှာထိုင်ဝမ်ကိုပြောတာနော်ထိုင်ဝမ်ဆိုထိုင်ဝမ်မှာရှိတဲ့အမေကပေါ့နော်ကျွန်တော်တိုက်ခန်းရဲ့အခန်းထဲကိုရှိနေခဲ့တယ်အခန်းထဲမှာရှိနေခဲ့တယ်နော်部屋の鍵を渡していないのに部屋の鍵ပါလိုက်နော်အခန်းတော့ဝါတာရှိတဲ့ဒါဝါတာရှိမဟုတ်ဘူးဝါတာရှိတဲ့ဝါတာရှိမတ်ကနေလာတယ်နော်ပေးသည်ဆိုတဲ့ဟာနော်ဝါတာရှိတဲ့အီနိုင်နော်နီဆိုတော့မပေးထားဘူးအခန်းတော့ပေးမထားဘူးပေးမထားပေမဲ့どうやって部屋に入ったのかわからなかったဘယ်လိုလုပ်ပြီးအခန်းထဲကိုဝင်နေခဲ့တာလဲဆိုတာနားမလည်ခဲ့ဘူးတဲ့အခန်းတော့ပေးမထားဘူးနော်ဟုတ်ပြီခီးတာရမေးကြည့်လိုက်တဲ့အခါမှာအိုးရဆန်နီဟေယာနောခါဂီကို開けてもらったと言っていた。မေးကြည့်လိုက်တဲ့အခါတဲ့အိုးရဆန်စီကနေအခန်းရဲ့တော့ကိုဖွင့်ပေးခြင်းကိုလက်ခံရရှိခဲ့တယ်လို့ပြောခဲ့တယ်။နော်အာခဲတဲ့ဆိုတာဖွင့်ပေးတာအခန်းရဲ့တော့ကိုဖွင့်ပေးတာကိုမိုရတာသူကရတာ။နော်အဲ့ဆိုရင်အိုးရဆန်ကတော့ရုပ်ပေးလိုက်တာမဟုတ်ဘူး။အိုးရဆန်ကိုယ်တိုင်တော့ဖွင့်ပေးခဲ့တာ။ရရနော်အဲ့ဆိုရင်အမတို့အဖြေရပြီ။တော့ကြည့်အောင်နံပါတ်1အိုးရဆန်နီခါကြီးကိုမိုရတာဒါကမိုရတာတော့ပါတယ်မှားတတ်တယ်ပေါ့နော်အိုးရဆန်စီကနေခါကြီးတော့ကိုလက်ခံရရှိခဲ့တယ်တော့ကိုလက်ခံရရှိခဲ့တာမဟုတ်ဘူးအာခဲတဲ့မိုရတာဖွင့်ပေးတာကိုလက်ခံရရှိခဲ့တာနော်အဲ့ဒါကြောင့်မို့နံပါတ်1ကမှားတယ်နောက်နံပါတ်2ခါကြီးကဟီးတေးတာခါကြီးကဟီးတေးတာတော့ကပွင့်နေခဲ့တယ်တော့ပွင့်နေခဲ့တာမဟုတ်ဘူးနော်အဲ့ဒါနံပါတ်2မှားတယ်နံပါတ်3私が鍵を渡していたကျွန်တော်ကတော့ကိုပေးထားခဲ့တယ်ပေးမထားဘူးနော်渡していないのにလို့ပြောထားတဲ့အတွက်နံပါတ်3ကမှားတယ်နော်နောက်နံပါတ်4အိုးရဆန်က鍵を開けたအိုးရဆန်ကတော့ဖွင့်ပေးခဲ့တယ်နော်ဖွင့်ပေးတယ်ဒီမှာဖွင့်ပေးတယ်တော့ဖွင့်ခဲ့တယ်နော်အဲ့ကြတော့အပြည့်မှန်ကနံပါတ်4ကြားတယ်နော်ဟုတ်ပြီအဲ့ဆိုရင်34မိကုန်းလေးဖတ်မယ်နော်နောက်ရမစာပိုက်ကိုပြန်သွားဖတ်မယ်母は何をしに日本に来ましたかအမေကဘာလုပ်ရန်ဂျပန်ကိုလာခဲ့တာလဲနော်ဘာလုပ်ရန်ဂျပန်ကိုလာခဲ့တာလဲဟုတ်ပြီအကြမ်းမြင့်လေးဖတ်မယ်私と食事をするため私に料理の作り方を教えるため食事တို့料理တို့ပေါ့နော်ဟင်းချက်တာတွေပိုင်းနဲ့စိုင်းတဲ့ဟာနေတတိထားကြည့်မယ်နောက်နံပါတ်3コンサートに行くためコンサートသွားဖို့အတွက်နောက်နံပါတ်4友達のうちに泊まるためတကယ်ချင်းအိမ်မှာတဲဖို့အတွက်နော်ဟုတ်ပြီအဲ့ဆိုရင်ကြည့်ရအောင်တရားဝင်လေတရားဝင်နော်母は日本のアイドルコンサートを見たくて日本に来たそうだအမေကတဲ့ဂျပန်ရဲ့အိုင်ဒလ်နော်အိုင်ဒလ်ကွန်ဆတ်ကိုကြည့်ကျင်လို့日本に来たそうだဂျပန်ကိုလာခဲ့တယ်လို့ဆိုတယ်နော်ကြည့်ကျင်လို့လာခဲ့တယ်လို့ဆိုတယ်ဒါဆိုရင်အပြည့်ကဒီထက်မှတင်ပါသွားပြီနော်ကွန်ဆတ်ကြည့်ကျင်လို့နော်ကြည့်မယ်အဲဆိုဝါတာရှိတိုရှော့ခုချီကိုစုရတာမယ်ကျွန်တော် ਨੇ စားတောက်ချင်လို့သမင်းစားချင်လို့လာခဲ့တာဟုတ်လားမဟုတ်ဘူးနော်အဖေကအဲ့မီတာခွတဲ့アイドルのコンサートを見たくてဆိုပြီးတော့ပါပြီးသားဆိုတော့ဒါကြီးကလုံးဝမှားသွားပြီနော်နောက်နံပါတ်2私に料理の作り方を教えるためကျွန်တော်စီကနေဟင်းချက်နည်းကိုသင်ယူခြင်းလို့မဟုတ်ဘူးနော်နောက်နံပါတ်3コンサートに行くためコ
ကွန်ဆပ်တို့သွားခြင်းတို့ဟုတ်တယ်နော်ဒါဟုတ်တယ်နော်ဒါအဖြစ်မှန်နေနောက်နံပါတ်4တိုမိုဒါချင်းတော့ဦးချင်းဒီတိုမာတို့တမယ်ငယ်ချင်းအိမ်ကိုတဲခြင်းတို့ဆိုတော့မှားတယ်နော်အဖြစ်မှန်နံပါတ်3နော်35ဝတရှိဝဟာဟာကိုဒိုးအုံမတဲ့いますかကျွန်တော်ကအမေကိုဘလို့ထင်တာလဲ一番青物を選んでくださいအကိုက်ညီဆုံးအရာကိုရွေးချယ်ပါ got you side rashi နံပါတ်1ကတက်50နှစ်လို့ထင်ရတဲ့ဟာပေါ့နော်နံပါတ်2ကဝါကိုက်ငယ်ရွယ်တယ်နံပါတ်3ရဆက်ရှိသဘောကောင်းတယ်နံပါတ်4က idol မိတိုက် idol အတိုင်းပဲပေါ့နော် idol အတိုင်းပဲပေါ့နော်ကဲအဲ့ဆိုအမတို့ဆက်ဖတ်မယ်နော်ဒီလိုစာပိုက်တွေမှာအဖြေရရင်လေဟိုတန်းပြီးတော့ဖြေတာကောင်းတယ်ပေါ့နော်ခုလိုမျိုးအမပုံစံလေးမေးခွန်းလေးဖတ်မယ်အဖြေရရင်လာဖြေလိုက်မယ်နောက်တော့မေးခွန်းဖတ်မယ်အဖြေရရင်လာဖြေလိုက်မယ်နောက်အောက်တပုတ်လုံးကြီးဖတ်လိုက်ရင်ဖြေတွေကဇဝေဇဝါဖြစ်သွားနိုင်တယ်နော်ဟုတ်ပြီအဲ့ဒါဆိုဒီတိုင်းစမယ်နော်今年50歳になる母は21歳のアイドルのファンだနော် that's more နော် sorry ဒီနှစ်အသက်50ဖြစ်မဲ့အမေကအသက်22နှစ်ရှိတဲ့ idol တွေရဲ့ fan idol တွေရဲ့ fan ဖြစ်တယ်သူ့မေကအသက်50အမေအသက်22နှစ်အရွယ်ရှိတဲ့ idol တွေရဲ့ fan ပဲဖြစ်နေတယ်ပေါ့နော်それでコンサートに若い女の子のような格好で出かけていたနော်အဲ့ဒါကြောင့်မလို့ကွန်ဆတ်တိုသွားတဲ့ခါမှာနော်ကွန်ဆတ်တိုကိုဝါကိုက်နော်ငယ်ရွယ်တဲ့မိန်းကလေးတယောက်လိုမျိုးခတ်ခိုးတဲ့ဟိုခတ်ခိုးဆိုတာအသွင်အပြင်ဟိုဝစ်စားစင်ရင်ပုံဆိုတဲ့ပုံစံမျိုးနဲ့ပြောလို့ရတယ်ဗောနော်ငယ်ရွယ်တဲ့မိန်းကလေးတယောက်လိုမျိုးဝစ်စားစင်ရင်ပုံနဲ့အပြင်ကိုထွက်သွားခဲ့တယ်နော်ဆက်ဖတ်ကြည့်မယ်နောက်ဆုံးမေးခွန်းဆိုတော့အဆုံးထိဖတ်တာပို့ပြီးတော့ကောင်းမယ်လို့အမှားထင်တယ်ဗောနော်私は日本に来てから料理を作れるようになったのでကျွန်တော်ကတဲ့ဂျပန်ကိုလာပြီးတဲ့နောက်ဟင်းချက်နိုင်လာတဲ့အတွက်ကြောင့်ယောနီနာဒီမှာဖြစ်နိုင်လုံနိုင်လာတာနော်ဟင်းချက်နိုင်လာတဲ့အတွက်ကြောင့်နော်母に私の料理を食べてほしかったです欲しかったပေါ့နော် that's မပေါ့နော်အမေကိုတဲ့ကျွန်တော်ရဲ့ဟင်းကိုစားစေခြင်းခဲ့တယ်တဲ့နော်ဒီ F4 မှာတော့အမားတို့ကဟိုရှိနောင်ကဟိုရှိအထိပဲသင်ခဲ့ရနော်ဘတ်သက်ဟိုရှိကမသင်ဘူးလို့ဒီမှာလေနော်ဘတ်သက်ဟိုရှိကလှုပ်စေခြင်းနေနော်ဟိုကိုယ့်ရဲ့ဆန္ဒကိုပြောလိုက်တာဟိုရှိတရားရောက်ကိုဒါလေးတော့လှုပ်စေခြင်းနေဆိုတဲ့ပုံစံမျိုးနဲ့ပြောပါနော်ခုကျတော့ဟင်းကိုစားစေခြင်းနေလို့ပြောလိုက်တယ်နော်စားစေခြင်းခဲ့တယ်တဲ့ကျွန်တော်ချက်တဲ့ဟင်းတွေကိုစားစေခြင်းခဲ့တယ်ပေါ့နော်တခါဒါကြောင့်မို့လို့မိုင်းမန်နေဝရီယိုရီယာထိုင်ဝမ်ရီယိုရီကိုစကတဲ့ဒါကြောင့်မို့လို့တဲ့ညာတိုင်းဂျပန်ဟင်းနေရာတွေထိုင်ဝမ်ဟင်းနေရာတွေကိုလုတ်ပြီးတော့ဟာဟာနော်ခါရီကိုမတ်တေတာအမေရဲ့အပြန်ကိုစောင့်နေခဲ့တယ်ပေါ့နော်အမေရဲ့အပြန်ကိုအမေကွန်းဆက်ကနေပြန်လာတာကိုစောင့်နေခဲ့တယ်လို့ပြောတာနော်ဆိုရင်တော့နိအဲ့လိုလုပ်ရတဲ့နဲ့ဟာဝအမေကမိုင်းမန်ဂျူနီဂျီကိုကိုခိုင်းတက်ခိတာညာတိုင်း12နာရီဝန်းကျင်လောက်မှာပြန်လာခဲ့တယ်တဲ့一度も私と食事をしないでတစ်ချိန်မှကျွန်တော်နဲ့ထမင်းအတူတူမစားဘဲနဲ့友達と遊んでばかりいたらしいတငယ်ချင်းတွေနဲ့အတူတူဟိုလေပတ်နေပေါ့နော်လေပတ်ကြည့်ပဲနေနေတယ်ဟာဝါခိုးခိုးစိနော်ရောတာအမေကခိုးခိုးစိနော်အထက်တန်းကျောင်းသားပုံစံပဲနော်အထက်တန်းကျောင်းသားပုံစံလိုမျိုးပဲဟုတ်ပြီအဲ့ဒါဆိုအထက်တန်းကျောင်းသားပုံစံလိုမျိုးဆိုတော့အသက်50လို့မထင်ရဘူးနော်သူကအသက်50လို့ပြောထားတယ်နော်အဖြေကိုသွားကြည့်အောင်အသက်50လို့ပြောထားတယ်ဆိုတော့အသက်50လို့မထင်ရဘူးဆိုတော့အသက်50ကဖြစ်နေတာတကယ်အဲ့လိုထင်တာလားမထင်ဘူးအဲ့လိုမထင်ဘူးနော်မနှစ်ဝါကိုက်ငယ်တယ်လို့ထင်တယ်ဟုတ်တယ်နော်ထက်တန်းကျောင်းသားပုံစံဆိုတော့ဒါငယ်တာလေနော်ငယ်တယ်နံပါတ်1အဖြစ်မှန်နံပါတ်3ရာဆရှိရာဆက်သဘောကောင်းတယ်သဘောကောင်းတယ်သဘောမကောင်းဘူးကအဲ့ဒါကြီးပြောမထားဘူးနော်ကွန်ဆပ်နဲ့ပတ်သက်ပြီးတော့ပဲပြောနေရနော်နောက်နံပါတ်4 idol လို့မိတိုင်း idol အတိုင်း idol လို့မြင်ရတယ် idol လို့မမြင်ရဘူးနော်ဘာမှမဆိုင်ဘူးဝါကိုက်ငယ်ရည်လို့ထင်တယ်နော်နံပါတ်2အဖြစ်မှန်ပါချစ်သူများတင်ပါတယ်